ဒီနေ့တော့နေရောင်ကပျော့ပြီးတော့အဝတ်လမ်းမှုအဆင်မပြေတဲ့အတွက်ကျွန်တော်ဒီကွာရင်စီနဲ့အဝတ်လျှော်တဲ့ဆိုင်ကိုကျွန်တော်အဝတ်တွေသွားပြီး6ခံပါမယ်ဒီမှာကအဝတ်လျှော်လို့ရတယ်အဝတ်ကို6ခံလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့အဝတ်လျှော်တဲ့အိမ်မှာရှိရတဲ့အိမ်မှာပဲအဝတ်လျှော်ခဲ့တယ်ဒီမှာလာပြီး6ခံတာပေါ့နော်ဒီအဝတ်ကို6ခံတာပေါ့အဲ့ဒီမှာကသူစပစ်ပေးထားတာကကော်ဖီတောက်လို့ရတယ်ဒါမှမဟုတ်လက်ဖက်ရည်ဒီလက်ဖက်6ဒီသူတို့အဆုံရှိပေါ့နော်အဲ့မှာတောက်လို့ရတယ် free တောက်လို့ရတယ်ပေါ့နော်အဲ့ဒါပြီးတော့ wifi ပေးထားတယ်ဒီမှာအနိတ်ခွန်ဒါအနိတ်ခံလို့ရတယ်ဒီဘေးဆိုနှစ်ခွက်ရှိပြီးတောက်ဒါကကြတော့ဖနက်လျှော်တဲ့စစ်ပါအဲ့ဒါလေးကဖနက်လျှော်လို့ရှိရင်အဲ့တကယ်ယူထည့်ရအဲ့ဒီနဲ့ဒါကတော့ဖနက်ကိုလျှော်ပြီးလို့ရှိရင်6ခံတဲ့စစ်ဒီကောင်ကလည်းဖနက်ကို6ခံတဲ့စစ်ပဲဒါကတော့ကတ်နဲ့မရှင်းတဲ့စက်ပါနော်ဒီအဝတ်ရှုံမဲ့ပါညာဆိုရင်ကတ်နဲ့မရှင်းရတယ်ဒီကောင်က 23kg ကိုဒီကောင်3500ဒီလေးလုံးက3500ဒီဘက်ကဟာက 28kg 4000ဒီကောင်ကတ်နဲ့ရှင်းလို့ရတယ်ကတ်နဲ့မရှင်းရတယ်ဒီဘက်ကဘေးရဲ့စက်ကကျတော့အကျွေးစီလဲတာငွေသားနဲ့ရှင်းရင်လည်းဆိုရင်အကျွေးစီလဲရတယ်အဲ့အပေါ်မှာပြီးတော့အမွှေးနှံသားကြီးထုတ်လို့ရတယ်အမွှေးနှံသားကြီး6ခန်းနဲ့ဆက်တွေကိုထည့်ဝယ်ရဗျာအဲ့ဝယ်လို့ရတယ်900ပုံမှာ2ခုကျွန်တော်နားမှာအဲ့လိုမျိုးလေးရှိတော့အဆင်ပြေကြပြီမိုးရင်းမဲ့ဖြစ်စောင်းရဖြစ်အဝတ်တွေက6ခဲတယ်ဒီအပြင်မှာကျတော့နှမ်းရတာဒီမှာ6ခဲတယ်အဲ့တော့ကျွန်တော်လာပြီး6ခံလိုက်3500ဆိုတော့ဗျာအနိခန္ဓာလေးတွေကိုတန်းနေပါပြီကဲဒါနောက်ဗီဒီယိုလေးမှာပဲပြန်ဆုံကြကြပါဗျာဘိုင်ဘိုင်